Joshua Ban UFC Flyweight ထဲမှာဘာဖြစ်လို့ဒီလောက်ကျန်းနေရတာလဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Sportbox Facebook TikTok YouTube Channel မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ Joshua Ban ဘာဖြစ်လို့ UFC MMA Flyweight ထဲမှာဘာဖြစ်လို့ဒီလောက်ကျန်းနေရတာလဲဆိုတဲ့အကြောင်းလေးပါပဲဖြစ်ပါတယ်ဗျပထမဆုံးကျွန်တော်ပြောချင်တာက discipline ဗျစီကံအဲ့ဒါကအရင်ရေးကြည့်တဲ့ player တယောက်အတွက်အဲ့ဒါကိုကျွန်တော်တို့ fighter လေးကစီကံဘယ်လောက်ကောင်းလဲဆိုတာကို UFC ကချပြတဲ့ short video မှာနေကျွန်တော်တို့ကသိနိုင်တယ်ဗျာ video မှာဆိုကျွန်တော်တို့ fighter လေးကဘယ်လိုပြောလဲဆိုတော့သူကဒီမှာចောင်းစားတက်တုံးကဗျာသူကအနိုင်ကျင့်ခံရတယ်အဲ့ဒါကြောင့်သူ့ကိုယ်သူခုခံမှုအတွက်သူကဂျင်ကိုသွားတာဂျင်ကိုရောက်တော့ဗျာသူကအိတ်တယ်စားတယ် moment training လုပ်တယ်ဗျာကျန်တာတွေဘာမှစိတ်ဝင်စားတော့ဘူးအဲ့လိုပြောပုံဆိုပုံကိုကြည့်တဲ့ကကျွန်တော်တို့ fighter လေးကဘယ်လောက်စီကံကောင်းလဲဆိုတာကျွန်တော်တို့သိနိုင်တယ်ဗျာပြီးတော့နောက်တစ်ချက်ကသူ့ရဲ့အဖွဲ့ဝင်သူ့ရဲ့ health coach တွေသူ့ရဲ့နီးပြတွေသူ့ရဲ့အဓိက club ကတော့ Force of Fight Club ဗျာ။မှာကတော့သူက MMA, Wrestling, Muay Thai, Boxing တွေကို train နေဗျာ။သူ့ရဲ့ hash coach ကတော့အားလုံးသိတဲ့အတိုင်း Daniel Pineda ဒီဘဲကဘယ်လောက်ကျန်းလဲဆိုရင်ကျွန်တော်တို့ fighter လေး Suro Taira နဲ့ပွဲမှာ Suro Taira ကိုမျက်နှာကိုချက်တွေတောက်လျှောက်ထိုးတဲ့အနေထားမှာ Suro Taira ကလုံးဝခံနိုင်ရရှိတော့သူစဉ်းစားလိုက်တာက body ကိုထိုးခိုင်းတာဗျာကျွန်တော်တို့ fighter လေးကိုအဲ့ချိန်မှာကျွန်တော်တို့ fighter လေးကလည်း body ကိုထိုးခဲ့တာဗျာအဲ့အကြောင်းလဲ Suro Taira ကလုံးဝနောက်ပိုင်းရှည်မှာတက်လုံးကျပြီးတော့ကျွန်တော်တို့ fighter လေးရှေ့မှာဒူးထောက်ပြီးလဲရတာဗျာအဲ့မှာရင်ကျွန်တော်တို့နီးပြားတွေရဲ့တကယ်ကိုသိနိုင်တယ်ဗျာကျွန်တော်တို့ fighter လေးရဲ့နီးပြားတွေကဘယ်လောက်တောင်ကောင်းလဲဆိုတာပြီးရင်ကျွန်တော်တို့ fighter လေးကိုဘယ်လောက်တောင်အကြံပေးနိုင်လဲဆိုတာသိတာတယ်ဗျာပြီးရင်နောက်ထပ်တစ်ခုပြောချင်တာကကျွန်တော်တို့ fighter လေးရဲ့ boxing နီးပြကြီး Jose Basquat သူကတော့အထူးချစ်ကျူးရတဲ့အထဲမှာပါတယ်ဗျာကျွန်တော်တို့ fighter လေးဒီလောက်ကြမ်းတမ်းလာအောင်ကျွန်တော်တို့ fighter လေးရဲ့ချက်တွေကို power တွေပါလာအောင်ဒီ flyweight ထဲမှာမင်းနိုင်အောင်ပေးထားတာဗျာနီးပြကြီး Jose Basquat ကိုလည်းကျေးဇူးတင်ရမှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ fighter လေးကအခုလိုကြမ်းလာတယ်ဆိုတာကလည်းကျွန်တော်တို့နီးပြကြီးJose Basquat ကြောင့်ဆိုတာညင်းလို့မရဘူး UFC flyweight ထဲမှာခုဆိုရင်ကျွန်တော်တို့ fighter ကြီး Joshua Van ကိုရှင်ထိုးရဲမဲ့လူရှိမှာမဟုတ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကသူကအရင်ကျန်းတဲ့ Brandon Roban Bruno Silva စတဲ့ striker တွေကိုဖြုတ်လာတာပြီးတော့ Pan တို့ကြလို့ fighter လည်းပါတယ်ခု Suro Taira ဒီလို fighter တွေကိုပါသူကဖြုတ်ခဲ့တာပြီးတော့ Brandon Roban လည်းပါတယ်ဗျာအဲ့လို fighter ကောင်းတွေကိုပဲကျွန်တော်တို့ fighter လေးကရွေးတီးခဲ့တာရွေးတီးခဲ့ဆိုတာကလည်းကျွန်တော်တို့နီးပြအဖွဲ့ဝင်တွေရဲ့ကျေးဇူးကြောင့်ဗျာအဲဒါကြောင့်ကျွန်တော်တို့ fighter လေးအခုလိုကျန်းနေတာကသူ့ရဲ့နီးပြအဖွဲ့ဝင်တွေအကြောင်းဆိုတာလုံးဝညင်းလို့မရဘူးနောက်ထပ်တစ်ခုပြောချင်တာကကျွန်တော်တို့ fighter လေးကို cardio ဘိုင်းကိုအဓိက train နဲ့ strength and condition ကိုလည်း train နဲ့ temple construction ကရတယ်ဗျာ temple construction ကဆိုရင်သူ့ကိုဒူးတန်ရာကပြန်လဲတက်တာကားသားမှာတော့သူ့ကိုဒီပွဲမှာဒီလောက် cardio ပါလာအောင်အကောင်းဆုံး train ပေးခဲ့တဲ့ temple construction ကိုလည်းကျွန်တော်တို့ကအတိမပြုရမယ်ဘာဖြစ်လို့လဲဆိုတော့က Shoben ကဒူးတန်ရာနေထားမှာတော့သူကစပိန်နင်းပြီးတော့ sorry ဗျာနင်းအားတော့လို့ basketball လေးနင်းပြီးတော့သူက train ခဲ့တာဗျာ cardio ကို basketball လေးနင်းပြီး cardio ကို train ခဲ့တာအဲ့အကြောင်းလဲသူကဒီပွဲမှာ9မိနစ်5ကြီးကိုအပြည့်ထိုးနိုင်ခဲ့တဲ့ power ရှိတာဗျာအဲ့ဒါကြောင့် temple construction ကလည်းကျွန်တော်တို့ fighter လေးအတွက်အရေးကြီးတဲ့အပိုင်းတစ်ပိုင်းကပါဝင်ခဲ့တယ်ပြီးတော့နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကကျွန်တော်တို့နီးပြအဖွဲ့ဝင်တွေကကျွန်တော်တို့ fighter လေးကိုဘယ်လောက်ထိ view စိုက်လဲဆိုတော့ကကျွန်တော်တို့ fighter လေးကဒူးတန်ရာနဲ့တော့သူကပွဲထိုးမယ်လုပ်နေတာဗျာအဲ့ဒါကိုကျွန်တော်တို့ fighter လေးရဲ့နီးပြအဖွဲ့ဝင်တွေကလုံးဝလက်မခံဘူးဗျာဒါကကျွန်တော်တို့ fighter လေးပေါ့ကောင်းတဲ့ decision တစ်ခုပဲဘာဖြစ်လို့လဲဆိုတော့ဗျာကျွန်တော်တို့ fighter လေးကခုမှ24နှစ်ပဲရှိသေးတာသူ့အနေနဲ့ဒူးတန်ရာကတက်တာပဲနဲ့ပွဲထိုးခဲ့မယ်ဆိုရင်ဒီ injury ကနေကျွန်တော်တို့က ACL လို့အရန်ကြီးတဲ့ပြဿနာတွေဖြစ်သွားနိုင်တယ်ဗျာအဲ့မှာဆိုရင်ကျွန်တော်တို့က fighter ဘဝတောင်တည်ဆုံးသွားနိုင်တယ်အဲ့ဒါကိုသူ့ရဲ့နီးပြအဖွဲ့ဝင်တွေကထိတ်ခဲလို့တာအရန်ကောင်းတယ်ဗျာကျွန်တော်ကတော့ဂျူဆွဲပြန်ရဲ့နီးပြအဖွဲ့ဝင်တွေကိုလုံးဝကြိုက်တယ်ဗျာနီးပြဆိုတာကအဲ့လိုဖြစ်နေရမှာဗျာကို fighter ဘောကိုအမြဲတမ်းအလေးနဲ့ထားပြီးတော့ကို fighter ရဲ့ physical ကိုအမြဲတမ်း awareness နဲ့လုပ်ရမှာအဲ့ဒါကနီးပြတွေရဲ့တာဝန်ပဲကျွန်တော်ပြောချင်တဲ့အကြောင်းကဘာလဲဆိုတော့ကကျွန်တော်တို့ fighter လေး flyweight တန်းမှာဘာလို့ကျန်းနေလဲဆိုတာကစီကံလိုက်လာတယ်အလုတ်ကြိုးစားတယ်ပြိုင်ဆိုင်လို့လိပ်ပြင်းပြတယ်အဖွဲ့ဝင်တွေရဲ့စကားကိုလိုက်နာတယ်ဒီပြတွေရဲ့စကားကိုနားထောင်တယ်ဒီလို fighter လေးကအောင်မြင်ရင် ve fighter အောင်မြင်တော့မှာလေဗျာ
အဲ့ဒါကြောင့်ကျွန်တော်တို့ fighter လေးက UFC flyweight MMA မှာဒီလောက်ထိကျန်းနေတာဗျာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်